ကြော်ကြီးဆိုတာရွာမှာအမြဲလိုအရက်မူးပြီးဆဲဆိုတတ်တဲ့လူမိုက်တစ်ယောက်ပါတညမှာတော့သူဟာသူ့ရဲ့တငယ်ချင်းဖိုးတုံးနဲ့အတူရွာပြင်ကကြာအင်းထဲမှာညဘက်ကုန်ပစ်ငါးရှာဖို့ထွက်လာခဲ့ကြတယ်အဲ့ဒီညကငါးတွေအရမ်းရတာကြောင့်သူတို့သဘောကျနေကြတယ်ငါးရှာလို့ဝါသွားတဲ့အခါအိမ်မပြန်ခင်ကန်းဆက်ကညောင်ပင်အိုကြီးအောက်မှာငါးကင်ပြီးအရက်တောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ညောင်ပင်ကြီးကရွာသားတွေဖျားစာတော်မဖက်ရဲအောင်ခြောက်လန့်နေလို့နာမည်ကြီးတဲ့နေရာပါအရက်တွေမူးလာတဲ့အခါကြော်ကြီးကပတ်ဝန်းကျင်ကိုဂယုမစိုက်တော့ပဲအတန်ကုန်အော်ဟစ်ဆဲဆိုပါတော့တယ်ဒီနေရာမှာတရေရှိတယ်ဆိုတာဘယ်မှာလဲရှိရင်ထွက်ခဲ့စမ်းငါနဲ့အတူလာတော့ဆန်းဆိုပြီးပါဇက်ကလည်းမဟုတ်မဟတ်တွေရှောက်ပြောနေပါတယ်ကြော်ကြီးဆဲဆိုနေတော့မှပဲပတ်ဝန်းကျင်ကလေတွေဟာရုတ်တရက်အေးစိမ်သွားပြီးအရက်ဝိုင်းထဲကိုပုတ်အနံ့ဆိုးကြီးတစ်ခုတိုးဝင်လာတယ်ဖိုးတုတ်ကကြောက်လို့ပြန်ဖို့ပြောပေမဲ့မူးနေတဲ့ကြော်ကြီးကတော့မပြန်ဘူးကွာလာခြင်းနဲ့ကောင်လာခဲ့ဆိုပြီးစိန်ခေါ်နေသေးပါသူတို့ငါးကင်နေတဲ့မီးပုံပေးမှာလူမရှိပဲငါးကင်တွေပျောက်သွားတာကိုဖိုးတုတ်သတိထားမိလိုက်တယ်။ပြီးတော့ကြော်ကြီးရဲ့အနောက်မှာအရေးမဲကြီးတစ်ခုကကက်ရက်နေတယ်လို့မျိုးခံစားလိုက်ရတယ်။ပြန်မိုးထားလိုက်တဲ့အခါကြော်ကြီးကဟေ့ကောင်ဖိုးတုတ်ငါပခုံးကဘာလို့ဒီလောက်လေးနေတာလဲလူတယောက်တက်ခွာထားသလိုပဲလို့ပြောပြီးလမ်းကိုရိုင်နိုင်လျှောက်ပါတော့တယ်။ရွာထဲကိုပြန်ဝင်လာတဲ့လမ်းတစ်လျှောက်လုံးကြော်ကြီးရဲ့ခြေတံအနောက်မှာတရွတ်တိုက်ဆွဲလာတဲ့ခြေတံကြီးကကပ်ပါလာတယ်။ကြော်ကြီးကတော့မူးနေလို့ဘာမှမသိပဲအိမ်ရောက်တော့ခတင်ပေါ်ကိုပြစ်လဲလိုက်ပါတယ်။မနက်လင်းလို့ကြော်ကြီးနိုးလာတဲ့အခါသူ့ရဲ့ပခုံးနှစ်ဖက်လုံးမှာညိုမဲနေတဲ့လက်ရာကြီးတွေထင်ကျန်နေတာကိုတွေ့ရတယ်။ပြီးတော့သူ့အိမ်ရဲ့အမိုးပေါ်မှာလူတစ်ယောက်ပြေးလွှားနေတယ်လို့မျိုးအတန်တွေကတနေ့ကုန်ကြားနေရပါတယ်။ကြော်ကြီးဟာထမင်းစားတဲ့အခါပုံမှန်ထက်ငါးစားမကပိုစားလာပြီးစားနေရင်းနဲ့လည်းငါမဝသေးဘူး။ငါမဝသေးဘူးလို့အရှအတန်ကြီးနဲ့ပြောနေတတ်တယ်။သူ့ရဲ့မျက်လုံးတွေကလည်းလူနဲ့မတူပဲစူးရဲနေပါတယ်။ဖိုးတုတ်ကကြော်ကြီးစီလာကြည့်တဲ့အခါကြော်ကြီးရဲ့အနောက်မှာရေဆိုနေတဲ့သပင်ဖားလျားနဲ့မိန်းကလေးတစ်ယောက်ကပ်ပါနေတာကိုခဏခဏမြင်နေရတယ်။အဲ့ဒီမိန်းကလေးကကြော်ကြီးကိုကြောပိုးထားသလိုမျိုးဖြစ်နေတာပါ။ညရောက်တဲ့အခါကြော်ကြီးကအတိစိတ်မရှိတော့ပဲအင်းထဲကိုသွားရမယ်။ငါ့ကိုသူခေါ်နေတယ်လို့ပြောပြီးအင်းဘက်ကိုလမ်းလျှောက်သွားပါတယ်။ဖိုးတုတ်ကရွာကလူကြီးတွေကိုအမြန်သွားခေါ်ရပါတော့တယ်။ရွာကအဖိုးကိုတယောက်ကကြော်ကြီးကအင်းထဲမှာမတော်တဆသေဆုံးသွားတဲ့မိန်းကလေးတစ်ယောက်ကိုဆဲမိလို့အဲ့ဒီဝိညာဉ်ကသူ့ကိုအစားထိုးဖို့လိုက်လာတာလို့ပြောပြီးအင်းကန်းဆက်မှာကြော့ပွဲပေးဖို့စီစဉ်ပါတယ်။ကန်းဆက်ကညောင်ပင်အောက်မှာကြော်ကြီးကိုထိုင်ခိုင်းပြီးအင်းဆောင်နှက်ကိုတောင်းပန်တဲ့အခါကြော်ကြီးရဲ့ကိုယ်ထဲကနေမိန်းကလေးတစ်ယောက်ရဲ့အော်တန်ကြီးထွက်လာပြီးကြော်ကြီးဟာသတိလစ်သွားပါတော့တယ်။အဲ့ဒီအချိန်ကစပြီးကြော်ကြီးရဲ့အနောက်မှာကပ်ပါနေတဲ့အရေးမဲကြီးဟာပျောက်ကွယ်သွားပါတယ်။ဒါပေမဲ့ကြော်ကြီးဟာတတိပြန်ရလာတဲ့အခါမှာတော့စကားကိုပုံမှန်မပြောနိုင်တော့ပဲထစ်ငေါ့ဖြစ်သွားခဲ့ပါတယ်။ကြော်ကြီးဟာအဲ့ဒီနေ့ကစပြီးအရက်ကိုလုံးဝဖျက်လိုက်သလိုညဘက်လည်းအပြေမထွက်ရဲတော့ပါဘူး။ကျေးလက်ဒေသကအင်းတွေအိုင်တွေနားမှာညဘက်ငါးရှာရင်းဆဲဆိုမိရင်အဲ့ဒီအတန်ကဝိညာဉ်တွေကိုဖိတ်ခေါ်သလိုဖြစ်တတ်တယ်ဆိုတာကြော်ကြီးကတော့သင်ခန်းစာကောင်းကောင်းရသွားပါတော့တယ်။